ခမကဲစီတော့စားခေါ်ပေါ်ခမကဲဖိုးတို့တာလာတဲ့ဒီခမလေရိုးရိုးသေးသေးလေးသားနဲ့ပြပြပါတယ်ကဲကျွန်တော်ရောက်ရတဲ့ကြောင်းကဗျာကဲစီတော့စားခမကဲကျွန်တော်တို့ရွာသားတွေတော့သမီးဦးနဲ့ချက်ပြုတ်နဲ့ရက်နဲ့ခမလည်းတနာပြပါတယ်ကဲရောလက်ထောက်ပါဗျာကဲဟေးကြာပါဆိုမြင်မြန်ကြာဝမ်းတာလာတဲ့ဒီကဲလည်းဝိုင်းလို့ဆောက်ရှောက်ပြီးတော့ပြီပါ ကြာကွာ လို့ကြာလေမြင်မြန် ကြာကဲကျွန်တော်ရွာသားအားလုံးကျတဲ့မှာချမ်းသာပြအောင်ဗျာ ကြာနေရ ထမင်းနေနေဝေးကြာမနေနဲ့တောက်လေ ကြာတော့သုံးဝက်စိတ်မှာဆိုမဲ့ကပြမို့အေး တော့ပါဗျာ ကြာ这帮水，ကဲကျဲနေကျတော့3ချိန်ဗျာကဲတော့ပါကြည့်တော့ကြာခမကဲတမင်းနဲ့ကြက်ပေါင်နဲ့ဗျာ ကြာ ကျက်နဲ့ကဲအများယူပြီးပါတယ်လေးစားပါတယ်အားကိုးပါတယ်ဗျာတို့ရွာလေးအားလုံးကျန်းမချမ်းသာပြအောင်ဗျာဒီကာလဆိုင်ရောဝိုင်းဝန်းဆောက်ရှောက်ပြီးတော့ပြီပါကဲဘိုးတို့မန္တလောင်းနဲ့ဒီဗျာကဲဒီပါတယ်လေးစားပါတယ်ကဲ